ညကြီးမှာရွှေတီးဖို့နေယူကိုပဲတုံးကြစို့ပြုတ် မိုင်းကျွန်တော်တို့ပြောတာအဲ့ကောင်လက်မခံကျွန်တော်တန်းပြီးထားပြန်ပါနော် တော်သူဆိုတာတကယ်ကိုယူရင်ဘာဘာညာညာရင်းလေနားမလဲဟန်ပန်တွေဟေး ကျွန်တော်တို့တစ်ဖက်သားလောက်ဖူလို့ပါဗျာ အေးဟုတ်ပါအေးကြောက်ဖြုတ်တီးကနဲတာကြီးမဟုတ်ဘူးဟဲ့ ဟုတ်ပါဗျာအောင်လိုက်တာအင်းတွေရောအသေးတွေရော အားရစရာကြီးနော် ဒါနဲ့ပြောဦးမယ်ဗျာမိုင်းရဲ့ ပြော ကျွန်တော်ဟိုဘက်ခြံနေမရလေသူတို့ကြည့်ပြီးစိတ်မကောင်းဖြစ်တယ်ဗျာ အေးဟုတ်တယ်ငါတို့မောင်နှမကတော့လေစုလက်ကထုတ်တဲ့အပင်ရွက်ပြန်အားစေးနဲ့ငါတို့ရဲ့အပင်တွေကလည်းတန်မတန်ဟောအသီးတွေဆိုလဲကြီးမကြီးဆိုတော့လေငါတို့အတွက်ကောင်းပေမဲ့သူတို့တော့စိတ်မကောင်းဘူးဟာ သူတို့ကလည်းဗျာလူတစ်မျိုးဗျာအဲ့ကောင်ကြည့်ရတာသူတို့ရှေးရိုးကြီးစင်သက်လေဒီဓာတ်မြေဩဇာအကြီးပဲတုံးတာကျွန်တော်အခုလိုဒီလိုဘူးလေးတုံးမယ်ဆိုရင်လေတော့တဘူးမှာဟို3000ပဲရှိတယ်တအေကသွင်းရစုဖို့3000ပဲကုန်တယ်ဗျာစဉ်းစားကြည့် ဟုတ်ပါအထက်မှာလည်း10တောင်ပါလေ ဟုတ်တယ်မလားတစ်ထုံမှာ3000ပဲရှိမယ်ဒါလေးဆိုတက်တောင်တက်တာဗျာသွားလာတာကသူဆိုရင်အခုဟိုအဲ့ကြီးတဲတဲ့နေရာကျွန်တော်ကြည့်ပြင်ပန်းတယ် ငါတို့ကရွေးချယ်မှုမှန်ကန်သွားတာလေဟဲ့ ဟုတ်တယ်ဒါပေမဲ့ကိုရလည်းတရွာလည်းသားချင်းဆိုတော့သူတို့လည်း DPC သုံးဖို့အတွက်ဘယ်လိုပြောမှမသိဘူးသူတို့ကလည်းမာနတစ်ပွဲသားနဲ့ အေးငါတို့ပြောပြတာကိုသူတို့ကလက်ခံရင်လည်းအကောင်းတာ ဟိုင်းသူတို့ဒီလိုလုပ်အောင်သူတို့ညနေကြရင်လေကျွန်တော်သူတို့သွားပြီအကြံပေးအောင်ဒီဘူးလေးသုံးဖို့လို့ သူတို့လက်ခံရင်တော့ကောင်းတော့ပေါ့ဒါမဲ့လည်းအင်းနာချင်းဆိုကိုကြီးရမှာပေါ့မဟုတ်ဘူးလားသွားကြမယ်လေ သွားမယ်လေညနေကြ သွားကြ ကြားရီ အေးမေမေ ငါတို့ခဏနားရအောင်လေတော့ အေးလာပြီ ဒါတော့ ရော့ကိုရလေးပါလေစားလိုက် အေးပြေးစမောင်ကွာတရားတော့ နည်းနေပါအောင်ရှစ်မင်နာရီမအိမ်မသာနဲ့ဘာဖြစ်နေ ဘာဖြစ်ရမှာတော့မင်းမရဒီတော့လုတ်တွေကြိုးစားတော့မှငါတို့လေခွက်ကြီးကထင်တဲ့လောက်ကိုဖြစ်မထွန်းလာဘူးကွာ အဲ့ဒါလည်းဟုတ်တာပဲနော်ဟိုဘက်ခင်းရမောင်နှမဆိုလို့ရှိရင်အပင်တွေဆိုတာလည်းတန်လိုက်တာပြောမနေနဲ့အသီးတွေဆိုတာလည်းဝေးနေအောင်သီးရသူတို့ဘာစေးရများသုံးလဲရှင်သွားမေးကြည့်ပါလားတော့ ဘာကိစ္စနဲ့သွားမရမှာတော့ကွာငါတိတ်ကကြပါငါတို့ဘိုးဘဆင်လက်ထက်ကလေးကငါတို့ဒီဓာတ်မြေကအိပ်ပဲငါတို့သုံးခဲ့ရလေ ရှင်ကလေမထားသင့်တဲ့မာနတွေထားနေရသူတို့တယောက်တည်းသားချင်းပဲကုညီပေးမှာပေါ့ မေးချင်ပါဘူးဆိုကွာတော်ပြီငါဘကလှုပ်သွားလှုပ်တာပဲကောင်းတယ် မိုင်းကျွန်တော်တို့ပြောတာအဲ့ကောင်လက်မခံကျွန်တော်တန်းပြီးထားပြန်ပါနော် ညီကလည်းစိတ်ကြီးပဲလက်ခံပါပါဟဲ့အင်းနာချင်းနေဥစားကိုကြီးရမှာလေငါတို့က အဲ့ဆိုလေအိမ်ထဲမဝင်ခေါ်ကြည့်အောင်နာမည် အေးပါ ထွေးခေပြောထွေးခေဟာပြောမလားစိန်လာလေတော့ အေးပဲငါတန်ကြတယ်မမရတော့ အိမ်ထဲဝင်ထိုင်ရပါအောင်လား ဟောမထိုင်တော့ပါဘူးအေးငါတို့ဒီမှာပဲထိုင်မယ် အဲ့ဒါလည်း ပြော ထိုင် ပြချက်လေးပြောဦးမယ် အဲ့ဒါလည်းထိုင်ကျုပ်မုံလိုက်တော့ ဟိုကောင်ထုံးကြရင်မရှိဘူးနေ အေး တရတိမှာစားကြအောင် ဒီပေါ့တော့တလေးရဒီချက်တည့်တည့်ပေါ့ နားနဲ့မလားစိန်ဘာပြောရရှိလို့လာခဲ့တာတုံးတော့ ဘာပြောစရာရှိလို့တော့ဆိုတော့ငါနင်းတို့အခင်းတွေကိုကြည့်ပြီးစိတ်မကောင်းလို့ပါအေး ကျုပ်တို့ခင်းနေရဘာဖြစ်နေလို့တော့ ဟောမင်းတို့အပင်တွေကမတန်ဘူးလေငါစိုက်ခင်ကအပင်တွေတအားတန်တာနင်မမြင်ဘူးလား အဲ့ဒါလည်းဟုတ်တာပဲနော် အေးငါတို့ရဲ့အပင်တွေအရန်တန်နေရတယ်လျှို့ဝဲချက်ကိုနင်တို့ကိုပြောပြမလို့လာခဲ့တာငါတို့မောင်တို့မှာ ဟုတ်လားကျုပ်လည်းသိချင်တယ်နဲ့အတော်ပဲတော့ကိုထွန်းကြိုင်ကိုကျုပ်ကမေးခိုင်းတာ तू ကလည်းသိတဲ့အတိုင်းပဲမာနာတစ်ခွဲသားနဲ့လေ အေးအဲ့ဒါကိုငါပြောမလို့ပဲဒီကောင်ကြီးကငါတို့ပြောရင်လက်ခံမှမလားလို့အခုငါတို့သုံးနေတဲ့စုလက်ကထုတ်တဲ့နီယိုအပြင်ရဖန်အားသေးလေအခုငါတို့အဲ့ဒီသုံးတာတကယ်အဆင်ပြေရနော် ဟုတ်လား အပင်တွေဆိုလဲအရန်တန်တယ် ဟုတ်လား ပြောပြလိုက်မောင်လေး ဟောဟိုမှာကိုထွန်းကြိုင်လာနေပြီတခါတည်းရှင်တို့ရှင်းပြသွားလိုက်လေ အေးထွန်းကြပြန်လိုက်လားကွာ အေးပြန်လာပြီ ဒီကောင်ကြည့်ရတွေ့လားကျွန်တော်တို့သူ့အိမ်လာတာမကြိုက်တဲ့ပုံစံ ဟောသူ့ပုံစံအဲ့လိုအတိုင်းပဲလေ သူကမြေသူ့ကိုစေနာနဲ့ ယောက်ျားကြီးလာပါအောင်တော့ဒီမှာပြောရရှိလို့စောင့်နေကြတာ အဲ့ရရကွာဒါတော့ ငါတို့မောင်တို့မှာစေတနာနဲ့လာတာမင်းအခင်းအကျိုးစီးပွားအတွက်ငါတို့ကလာပေးတာနော် ပြောသမ်းပါ ငါတို့ရဲ့အပင်တွေအရန်တန်တယ်နင်မသိကြဘူးလားဘယ်လိုဖြစ်တယ်ဆိုတာ ကြောက်ကြည့်လေ အမပြောကြည့်လေ ငါပြောမယ်ရအောင်မင်းငါစေနာနဲ့ပြောတာဒီမဲ့ငါတို့အခုစုလက်ကထုတ်တဲ့နီယိုအပြင်ရဖန်အားသေးတဲ့နော်ဒီကောင်ကလေတအေကောက်မှာတွန်းရစုကို3000ပဲကုန်တယ်ဗျာဒီထဲမှာ10ထုတ်ပါတယ်နော်တထုပ်ချင်းဝယ်မယ်ဆိုလဲ3000ဒီကောင်ကိုလေမင်းသုံးပြီးတော့2ရက်3ရက်ကြာနေမင်းရဲ့အပင်တွေကတိတတာအားတို့စီရမယ် ဟုတ်ပါမလားကွာ ဟာမင်းစမ်းသုံးကြည့်လား ငါတို့ရဲ့အပင်တွေကတက်သေးပဲလीကွာ ဒီစမောင်ဒါဘာကောင်းလား ဘာကောင်းမှာတော့အပင်တွေကို အပ လေ င်တွေဆိုတမ်းမဲ့
အသီးတွေဆိုလဲငါတို့ရဲ့ကြောက်ဖြုံဒီမင်းတို့တော့မှစားရသေးတယ်လေငါလာပေးတာ ဟုတ်ပါပြီဟုတ်ပါပြီ မလေးဘလောက်ကြီးလဲမင်းတို့တော့ထုတက်လို့ရတယ်နောက်ကြရင်နေ့ယောက်ျားနေချင်ဖြစ်နေထုဖို့တော့ငါပေးထားမယ်ငါတို့ရကြောက်ဖြုံဒီတွေမလေးအိုက်ကောင် ညနေတော့စမ်းတော့ကြည့်မလား ကဲမင်းတို့ဒီလောက်တော့ညွန်နေမှတော့တုံးကြည့်မှာကွာ တုံးကြည့်စမ်းမှာနောင်တမရစေရဘူးစုလက်ကိုတုံးရင်နောင်တရတယ်ဆိုဘယ်တော့မှမရှိဘူး ဟုတ်ပြီကဲအဲ့ဒါပဲမလားတို့သွားလောက်မယ်ဒါရမလို့လူဆိုင်ကြီးသွားလောက်မယ် လာလဲပြောပြရင်းယောက်ျားအထက်စီရနေ ဟုတ် တော့ တယ်လို့ကျုံနေအဲ့ဒါကြီးမတဲ့တာ तू က ငါတို့လည်းသွားကြစို့ ပြီး ဖတ်ကြ လာ အောင်နော်ဟုတ်ငါလည်းじゃလှည့်လာခဲ့အောင်နော် အေးပါကွာ ကျုပ်တို့ရာခင်ကအသီးတွေဖြစ်ရင်လည်းပို့လိုက်အောင်မယ်သိလား ပို့လိုက်ဒါပေမဲ့ငါတို့မောင်နှမရံပြစ်ဘူးဒီလိုတက်ပဲငါတို့ကကြောက်ပြုံဒီအားမြိုင်ရွှေပြုံဒီမှာပို့လိုက်ပဲသိလား ဟုတ်ပြီမလားစိန်သွားကြအောင်နော် ညကြီးမှာရွှေတီးဖို့နီယိုကိုပဲတုံးကြစို့ ပြုတ် ဘယ်နဲ့ရှိကြဒီယိုကထုတ်တဲ့အပင်ရပြန်အားစီကောင်းလား ကောင်းလားမေးနဲ့ညစအိတ်လို့မြောက် တိုင်းရဘာလို့လို့ ပတ်စံနေဘယ်နဲ့ထားမှမသိလို့အောင်ရော ဒါတိုင်းရ ဒါနဲ့မလားစိန်တခါတည်းဖိတ်ရအောင်မယ်နော် ဟာစုကမလို့လား ဟာဘယ်ရလားတာသမီးရနာလေးထုံးကားတော့မှမို့လို့ ဝါမိုက်တယ်ဟေး နီယိုကလေအပင်နေတန်တာမဟုတ်ဘူး ယူပါတန်နေတာဗျာ နီယိုအစွာအမကမဲ ဒီသား ဝေးစားတယ်